ယခုနောက်ပိုင်းမှာလူတော်တော်များများကနှလုံးအားကောင်းစေဖို့အတွက်ကိုအင်ဇိုင်းကျူတန်းကိုနှလုံးအားစေးအနေနဲ့တောက်သုံးလာကြတာကိုတွေ့ရပါတယ်။ဒီဆေးတောက်ရင်တကယ်ပဲနှလုံးစွမ်းဆောင်ရည်ကောင်းစေတာလား။ဒီဆေးကိုဘယ်သူတွေတောက်သုံးတယ်လဲ။စတာတွေနဲ့ပတ်သက်ပြီးဒီနေ့မှာကျွန်တော်ကပြောပြပေးမှာဖြစ်လို့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးပါဦးခင်ဗျာ။ကိုအင်ဇိုင်းကျူတန်းဆိုတာကကျွန်တော်တို့ခန္ဓာကိုယ်အတွင်းမှာတဘာဝတိုင်းတွေ့ရှိရတဲ့အန်တီအောက်ဆီဒန့်တစ်မျိုးဖြစ်ပြီးတော့ခန္ဓာကိုယ်အတွက်လိုအပ်တဲ့စွမ်းရည်တွေကိုထုတ်လုပ်ရမှာပါဝင်ဆောင်ရွက်ပေးပါတယ်။ကိုယ်အင်ဇိုင်းကျူတန်းကိုကျွန်တော်တို့ခန္ဓာကိုယ်ကတဘာဝတိုင်းထုတ်လုပ်နိုင်တော့လေအသက်ကြီးလာတဲ့အခါမှာတော့ခန္ဓာကိုယ်ကနေထုတ်လုပ်နိုင်စွမ်းနေရောကျသွားပါတယ်။အဲ့ဒီအတွက်ကြောင့်ကိုယ်အင်ဇိုင်းကျူတန်းကိုဖြည့်စွက်စေဝါအနေနဲ့တောက်သုံးလာကြတာပဲဖြစ်ပါတယ်။ကိုယ်အင်ဇိုင်းကျူတန်းကိုတောက်သုံးမယ်ဆိုလို့ရှိရင်ဘလို့အကျိုးကျေးဇူးတွေရနိုင်တယ်။နံပါတ်1နှလုံးကျန်းမာရေးကိုအထောက်အကူပြုနိုင်ပါတယ်။နှလုံးဟာခန္ဓာကိုယ်တစ်ခုလုံးမှာစွမ်းအင်ကိုအများဆုံးအသုံးပြုတဲ့အစိတ်အပိုင်းဖြစ်တာကြောင့်ကိုယ်အင်ဇိုင်းကျူတန်းလုံလောက်တဲ့အခါမှာနှလုံးကြွက်သားရဲ့လှုပ်ဆောင်မှုတွေကိုပုံမအားကောင်းစေပါတယ်။လေ့လာမှုတွေအရကိုယ်အင်ဇိုင်းကျူတန်းကိုပုံမှန်ဆွဲတောင်းနေတဲ့သူတွေဟာအခြားသူတွေထက်နှလုံးရောဂါဖြစ်နိုင်ခြေနည်းပါးစေတယ်လို့ဆိုပါတယ်။ဒါတွေမကပဲကိုယ်အင်ဇိုင်းကျူတန်းဟာနှလုံးကျန်းမာရေးကိုကောင်းမွန်စေတဲ့သွေးရင်းကိုလက်စထရောပမာဏကိုထိန်းညှိပေးနိုင်တဲ့အာနိသင်ရှိတာကိုလည်းတွေ့ရပါတယ်။အထူးသဖြင့်သွေးရင်းကိုလက်စထရောပမာဏကနှလုံးကျန်းမာရေးအတွက်များစွာသက်ရောက်မှုရှိတာကြောင့်ကိုယ်အင်ဇိုင်းကျူတန်းကိုပုံမှန်တောက်သုံးပေးခြင်းအပြင်နှလုံးနဲ့ပတ်သက်တဲ့နောက်ဆက်တွဲပြဿနာဖြစ်နိုင်ခြေကိုလျှော့ချပေးနိုင်ပါတယ်။ဒါ့အပြင် heart attack လို့ခေါ်တဲ့ရုတ်တရက်နှလုံးထိခိုက်ခြင်းကိုခံစားရသူတွေဟာကိုယ်အင်ဇိုင်းကျူတန်းကိုပုံမှန်မှီဝဲပေးခြင်းအပြင်နောက်တစ်ချိန် heart attack ဖြစ်နိုင်ခြေနည်းသွားစေတယ်လို့လည်းလေ့လာမှုတွေအရဆိုပါတယ်။နံပါတ်2သွေးရင်းအဆီကျစေ statin ဆေးကြောင့်ဖြစ်တဲ့ကြွက်သားနာကျင်မှုကိုလျော့ကျစေခြင်းအခုနောက်ပိုင်းလေ့လာမှုတွေမှာဆိုရင်သွေးရင်းအဆီကျစေဖို့ပုံမှန်တောက်သုံးရတဲ့ statin ဆေးဝါးတွေရဲ့ဘေးထွက်ဆိုးကျိုးဖြစ်တဲ့ကြွက်သားနာကျင်ခြင်းကိုလည်းသက်သာစေတာကိုတွေ့လာရပြီးဖြစ်ပါတယ်။ဒါကြောင့်သွေးရင်းအဆီကျစေ statin တောက်နေရတဲ့သူတွေမှာကိုယ်အင်ဇိုင်းကျူတန်းကိုပါရှေ့ဆွဲပြီးတော့ဆင်းညွှန်းလာကြတာကိုလည်းတွေ့လာရပါတယ်။နံပါတ်3အုံနောက်နဲ့အာရုံကြောဆိုင်ရာပြဿနာတွေကိုကာကွယ်ပေးနိုင်ခြင်းကိုယ်အင်ဇိုင်းကျူတန်းဟာအုံနောက်ရဲ့စွမ်းဆောင်ရည်ကိုပုံမကောင်းမွန်စေပြီးတော့အသက်ကြီးရင်ဖြစ်တတ်တဲ့အဲဇိုင်းမားယောဂါနဲ့ပါကစ္စတန်ယောဂါတွေမဖြစ်အောင်ကာကွယ်ပေးနိုင်တယ်လို့လေ့လာမှုတွေအရဆိုပါတယ်။နံပါတ်4ခေါင်းနှိချမ်းကိုက်ယောဂါကိုသက်သာစေခြင်းကိုယ်အင်ဇိုင်းကျူတန်းဟာခေါင်းနှိချမ်းကိုက်ယောဂါကိုကုသရမှာထိရောက်မှုရှိသလိုခေါင်းနှိချမ်းကိုက်ခြင်းကိုအချိန်ကြာမခံစားရစေဖို့ကူညီပေးနိုင်တယ်လို့လေ့လာမှုတွေအရသိရပါတယ်။ကိုယ်အင်ဇိုင်းကျူတန်းကိုဘယ်ကနေရနိုင်တယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့နေ့စဉ်စားတောက်နေတဲ့အစားအစာတွေဖြစ်တဲ့အသားအဆီများတဲ့ငါဟင်းသီးဟင်းရွက်တစ်သီးဝလံနဲ့ပဲမျိုးစတာတွေကနေရနိုင်တယ်လို့ကိုယ်အင်ဇိုင်းကျူတန်းပါဝင်တဲ့ဖြည့်စွက်ဆေးဝါးတွေကနေလည်းရရှိနိုင်ပါတယ်။လေ့လာမှုတွေအရကိုယ်အင်ဇိုင်းကျူတန်းကိုအသက်ငယ်ရွယ်ပြီးတော့ကျန်းမာရေးကောင်းတဲ့သူတွေမှာတောက်သုံးမယ်ဆိုရင်ဘာအကျိုးရလဒ်မှမရှိဘူးလို့လည်းဆိုပါတယ်။ဒါကြောင့်အသက်40ကျော်လူကြီးတွေသွေးရင်းအဆီကျဆေးကိုပုံမှန်တောက်နေရတဲ့သူတွေနဲ့အစားအသောက်ရှောင်တဲ့သူတွေဆိုလို့ရှိရင်တော့ကိုယ်အင်ဇိုင်းကျူတန်းကိုတောက်သုံးသင့်ပါတယ်။ဘယ်လောက်ပမာဏထိတောက်ရမလဲဆိုလို့ရှိရင်တော့ဒီနေ့ကို100မီလီဂရမ်ဒါမှမဟုတ်200မီလီဂရမ်ထိတောက်လို့ရပါတယ်။ကိုယ်အင်ဇိုင်းကျူတန်းကိုဒီနေ့တာတင့်တော်တဲ့ပမာဏပဲတောက်သုံးရမှာဖြစ်တယ်လို့ကိုယ့်ရဲ့ကျန်းမာရေးအခြေအနေအရဆရာဝန်ညွှန်ကြားတဲ့ပမာဏအတိုင်းတောက်သုံးတာကတော့အကောင်းဆုံးဖြစ်ပါတယ်။ဒီဆေးကိုစီးကြိုကြစေသွေးကြဲဆေးတွေနဲ့တွဲဖက်ပြီးတော့မတောက်သုံးသင့်ပါဘူး။ဆေးရဲ့ဘေးထွက်ဆိုးကျိုးကမရှိသလောက်နည်းပါတယ်။တချို့လူတွေမှာဆိုလို့ရှိရင်ခေါင်းမူးတာပြုတ်အန်တာဗိုက်အောင့်တာရင်ပူတာဝမ်းပြက်ဝမ်းလျှောဖြစ်တာစတဲ့လက္ခဏာတွေခံစားရနိုင်ပါတယ်။ဒါကတော့နှလုံးအားကောင်းစေတဲ့ဆေးလိုလူသိများတဲ့ကိုယ်အင်ဇိုင်းကျူတန်းနဲ့ပတ်သက်ပြီးတော့ကျ
ကျွန်တော်ကပြောပြပေးသွားတာပဲဖြစ်ပါတယ်ဒီကြောင်းအိမ်နဲ့ပတ်သက်ပြီးသိကျင်တဲ့အချက်တွေရှိသေးတယ်ဆိုလို့ရှိရင်လည်းကိုမတ်မှာမေးခဲ့လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ